fingering exercise လေးတွေမှာtapping ဆိုတဲ့တီးတဲ့စနစ်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးပြချင်ပါတယ်အဲ့တော့အခုဂီတာတီးတဲ့နေရာမှာဒီ tapping ကတော့စောစောစီတိတ်တီးဖို့တော့လည်းမရှိပါဘူးတီးရလဲlead တီးမယ်ဆိုရင်တော့ဒီ tapping ကဒီတီးတဲ့ technique တွေအများကြီးတည်းမှာတစ်ခုပေါ့နော်အဲ့တော့ဒါကတော့advanced technique တွေကတစ်ခုတော့ပါပါတယ်ဒါပေမဲ့အခုမှဂီတာတီးရဲ့လူတွေကတခါလေးပေါ့နော်ချစ်စမ်းမအောင်ဒါမှပေါက်ပါတယ်ဒါမှမဟုတ်လည်းတခြားဂီတာသမားတွေတီးပြရဆိုရင် like တီးချင်တဲ့စိတ်လည်းရှိရပေါ့နော်အဲ့တော့တီးလို့မရလားဆိုရင်တော့ရပါတယ်ပေါ့နော်ဒါပေမဲ့ဒါကဒီဒါပါတော့ solo တစ်ခုလုံးကျွန်တော်ဒီဟာကြီးပဲ tapping ပေါက်နေမယ်ဆိုတော့လည်းဒါပြင်းစရာကြီးဖြစ်သွားမယ်အဲ့တော့ solo မှာ guitar lead guitar techniques တွေအများကြီးသုံးတဲ့ထဲမှာဒါကတချို့ဒီထားပါတော့ solo က16ဘားမှာဒါ2ဘားစာလောက်ပဲတီးမယ်1ဘားစာလောက်ပဲတီးမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့သူ့အပိုင်းကအများကြီးတော့တီးလို့မရပါဘူးဒါပေမဲ့ကျွန်တော် fingering exercise လေးအနေနဲ့လည်းဒါကိုအခုကျွန်တော်ပြပေးချင်ပါတယ်ဘာလို့လဲဆိုတော့နံပါတ်1ကတော့ guitar တီးရတာပျော်စရာကောင်းနေရတယ်ပေါ့နော်ပြင်းစရာကောင်းတာကြီးပဲတစ်ချိန်လုံးကျင့်ရင်နဲ့ဆိုဂီတာလည်းမတီးချင်တော့ဘူးဂီတာလည်းအဆင်ပြေတော့မှာမဟုတ်အဲ့တော့ပျော်စရာလည်းကောင်းတယ်နောက်တစ်ခုကတော့ဒီ tapping exercise အတွက်ဒီညာဘက်လက်ချောင်းလေးလည်းဖိပြီးတီးရတယ်ပေါ့နော်ဘယ်ဘက်လက်ချောင်းကလည်းကျွန်တော်တို့ hammer on ဆိုတဲ့စနစ်လေးပါပါတယ်အဲ့တော့နံပါတ်1ကျူးမှာကျွန်တော်နမူနာပြမယ်ဆိုရင်ဒါကတော့ကျွန်တော်အခုဒီhollow guitar မှာပြတဲ့အတွက်အတန်ကတိတ်ပြီးမှတော့ pick up လုပ်နိုင်ပါတော့အဲ့အတွက် electric guitar တွေမှာguitar effect တွေနဲ့တွဲပြီးတီးမယ်ဆိုတော့ဒါကပုံမှန်အဆင်ပြေပါတယ်အဲ့တော့ပထမအနေနဲ့ကျွန်တော်တို့ဒီ position လေးကျွန်တော်အရင်ပြချင်ပါတယ်အဲ့တော့နံပါတ်1ကျိုးမှာတီးမယ်ဘာလို့လဲဆိုတော့1ကျိုးက9မှာချိုးကြောက်ကျိုးမှာလည်းတီးလို့ရပါတယ်ဒါနံပါတ်5ကျိုးမှာအဲ့တော့ဒါတီးဖို့ဆိုရင်နံပါတ်1ကျိုးကတော့အသေးဆုံးဆိုတော့တအား size ရမလို့သေးပါဘူးဒီဟာတီးဖို့အတွက်ဆိုရင်ပထမကျွန်တော်ပြထားတဲ့ fingering exercise တွေမှာလက်ချောင်းတွေတန်မာနေမှတီးလို့ရပါမယ်အဲ့ဒါတော့မှဒီညာဘက်လက်ကကျွန်တော်တို့ဒါမျိုးပေါက်တဲ့ဟာကိုမကျင့်ရသေးတဲ့အတွက်ညာဘက်လက်ချောင်းတွေမှာအားနည်းနေပါအောင်မယ်အဓိကကျွန်တော်ဒီလက်ချောင်းလက်တကြွယ်နဲ့sorry လက်ညိုးနဲ့လက်ခလင်နဲ့ကျွန်တော်အဓိကသုံးမှတီးရတယ်လောလောဆယ်တော့ကျွန်တော်တို့ကဒီ platform ကင်ထားတယ်ပေါ့နော်ဒီလေးတီးနေပြီးမှဖြစ်တဲ့အတွက်လက်ခလယ်နဲ့ကျွန်တော်ရင်ပြပြပါမယ်ဒါပေမဲ့လက်ညှိုးနဲ့လည်းတီးလို့ရပါတယ်တကယ်လို့တကယ် electric guitar တွေမှာပို့ပြီးတီးချင်တယ်ဆိုရင်လက်တကြွယ်ပါကျင့်ပြီးတီးလို့ရပါတယ်ကျွန်တော်တော့သိမသုံးပါဘူးအထူးသဖြင့် bass guitar သမားတွေကတော့ဒီလိုလက်ဒီဘက်က4ချောင်းရယ်ဒီဘက်က3ချောင်းရယ်တီးပါတယ်ကျွန်တော်ကတော့ညာစွာဖြင့်ဒီ2ချောင်းပဲအဓိကသုံးပါတယ်ဒါမျိုးပေါ့နော်2ချောင်းလုံးတီးရအဲ့တော့ကျွန်တော်တို့ပထမလက်ခလယ်နဲ့ဒီညာဘက်ကလက်ခလယ်နဲ့ဒီဘက်ကလက်3ချောင်းနဲ့ကျင့်ကြည့်အောင်နံပါတ်1ကျိုး5အကွက်မှာလက်ညိုးကိုဒီလိုထောက်ဆရာမလို့ပါအဲ့တော့ဒီတိုင်းလေးဖိထားမယ်ဒီညာဘက်လက်ခလယ်လေးကတီးလိုက်မယ်နောက်တစ်ဆင့်အနေနဲ့ကျတော့ကျွန်တော်အခုကတော့လက်တကြွယ်လေးနဲ့ပြပေးလိုက်ပါမယ်လက်တန်းနဲ့လည်းရပါတယ်ဒါပေမဲ့လက်တန်းအခုက beginner တွေအတွက်လက်တန်းတိတ်မတန်နေမှဆိုတဲ့လက်တကြွယ်နဲ့ပဲပေါက်လို့ရပါတယ်တော့နံပါတ်1အနေနဲ့လက်ညိုးဖိမယ်လက်ခလယ်လေးနဲ့ကြိုးအတန်ထွက်အောင်အသာလေးတီးမယ်ဒီအတန်မှာလက်တကြွယ်ကနေမှလာဖိမယ်ဖိတာကိုကျွန်တော်ရိုးရိုးမဖိဘဲနဲ့လို့တူထုလို့ hammer on ပေါ့နော်တူထုလို့ဖောက်ထောက်ချလိုက်ပါအဲ့တော့ပြီးမယ်ဒါကြောင့်နော်ပေါက်ချလိုက်ဆိုတော့ဒါကြောင့် tapping ရိုက်တယ်လို့ခေါ်ပါနော်ဒါကြောင့်1အဆင့်2အဆင့်3အဆင့်ကျတော့လက်ခလယ်က12အကွက်မှာထောက်ပါမယ်အဲ့တော့ဒါလေးနည်းနည်းလေးလွယ်အောင်ကြတော့ဘာလို့လို့ရလဲဆိုတော့ကျွန်တော်တို့နံပါတ်ဒီတီးထားတဲ့ကြိုးအတန်ထွက်နေတော့
မြန်မြန်တီးလိုက်မယ်ဆိုရင် hammer on လဲလွယ်ပါတယ်အတန်နဲ့မြန်ထွက်ပါတယ် Okay ဒါဆိုရင်ဒါလေးကိုတောက်လျှောက်တီးမယ်ဆိုရင်ဒါပဲမြန်မြန်လေးတီးလိုက်မယ်အဲ့တော့ဒါမှာမှားတတ်တဲ့အကွက်လေးတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ပေါက်တဲ့ဟာကိုဒီ left four လေးနဲ့ကျန်တဲ့ကြိုးတွေကို break off ဖို့လိုပါတယ်မအုံထောက်ဆိုရင်ဒီတုံခါတဲ့အတန်ရဲ့ frequency တူတာတွေရဲ့ guitar တုံတာရဲ့အကြောင်းမလို့ကျန်တဲ့ကြိုးမှာအတန်ထွက်နေမှာဘာလို့သဘောတရားလဲဆိုတော့ဒီလိုမျိုးထုလိုက်ရင်ဘေးကကြိုးရဲ့ light တုံမှာအတန်တွေထွက်တော့ noise ထွက်လို့ပေါ့နော်အဲ့တော့ဒီလို left ခရိုင်နဲ့ဖိတဲ့အချိန်မှာ left four ဒီဘက်အပိုင်းလေးနဲ့ဒါလေးတင်ရုံပဲပေါ့နော်တအားဖိထားကြမလို့ပါအဲ့တော့ညမနှစ်ကြိုးမှာဆိုရင်အဲ့တော့ဒါကတော့ပြောရမယ်ဆိုအကွက်အနေနဲ့ပဲပြောမယ်ဆိုရင်9အကွက်ခွန်အကွက်စနစ်အကွက်မှာကိုစိုက်တဲ့ပဲကျူမဆိုဒီလိုရပါတယ်နောက်ပိုင်းmusic theory နဲ့ပေါင်းမှာဘယ် notes ကဘလို့အတန်ထွက်တယ်ဒီသုံးလုံးပေါင်းဟာဘယ် chord ကိုကိုစားပြုတယ်ဘယ် scale မှာကျွန်တော်တို့အသုံးပြုနိုင်တယ်ဆိုတော့ဒါနောက်မှအကျယ်တုံးပြောပြမယ်အခုကတော့လက်ချောင်းလေးတန်မအောင်ကျင့်တာလည်းဖြစ်အောင်ပြောစရာလည်းကောင်းအောင်ပေါ့နော်အဲ့တော့နောက်ထပ်ဒီတက်ပင်ကခုနကကျွန်တော်တို့ကနံပါတ်5အကွက်ခွန်အကွက်စနစ်အကွက်ကိုပေါင်းနေတယ်ကျွန်တော်ပြောင်းပြန်ပြန်ပြီးပေါင်းလို့ရပါတယ်အဲ့တော့စနစ်ခုနပုံစံတိုင်း fingering position တူတူပဲเนาะစနစ်မှာပေါက်လိုက်မယ်ပြီးတော့မှဒီလက်ခလဲအားဘေးကိုဆွဲချမှာဆွဲချဆိုအောက်ထိဆွဲချတာမလို့အဲ့တော့ဒီ technique ကို pull off လို့ခေါ်ပါတယ်အဲ့တော့ဒါ tap မယ် tap ဒီမှာ pull off လုပ်မယ်ဒီလက်သက်ကြွယ်ရလဲရိုးရိုးမလှုပ်ဖ ೇನೆ pull off လုပ်လိုက်မယ်ခုနကျတော့ hammer on pull off အဲ့တော့ကျွန်တော် pull off နဲ့တွားကြည့်မယ်ဆိုရင်စနစ်အကွက်ရဲ့အတန်ထွက်မယ်ခွန်အကွက်ရဲ့အတန်ထွက်မယ်ပြီးရင်ငါးအကွက်ရဲ့အတန်ထွက်မယ်ပြောဖို့ကောင်းပါတယ်အဲ့တော့ဒီဒါလေးကိုလည်းကျင့်ကြည့်လိုက်ပါအောင်ပျော်လဲပျော်ရအောင်လက်ချောင်းနေနဲ့ပို့ပြီးတန်မာလာအောင်ပြီးမှကျွန်တော်နောက်ထပ်ပုံမှန် teenager rhythm နဲ့ဆင်းလေးဆက်လိုက်တာပေါ့